မောင်တီနေရင်များကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာလင်းနဲ့လမ်းမှန်ပြဗုဒ္ဓမန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားရာရာကိုတွင်ညီသည့်တဏှာတန်မြာစဝန်းအားချိုးဖြတ်သွားဗုဒ္ဓကျင်လေရလေးပြအောကစုံစမ်းကတိမ်တိမ်ပြန်ချက်စအမှန်တည်းခြင်းသည်စင်ရဲ့လေးသောဘိုးမဒေသနာတော်သစ္စာလေးပါမြင်နိုင်သူကျွန်းဒီလူအနာရွှေနှံရှင်သက်ပင်မြူတာအပူသောညွတ်တာအိုမဟာဝီရာ